ဂွာဒီယိုလာရဲ့မိုးပြရောင်အောင်ပွဲကိုငှက်ကြားတွေလည်းတားဆီးနိုင်ခြင်းမရှိစေရအားလုံးမင်္ဂလာပါအင်းဝ365ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နိုင်ငံတကာပိတ်ရက်ပြီးပရီးမီးယားလိပွဲစဉ်တွေပြန်လည်စတင်တဲ့အခါမန်ချက်စတာစီးတီးကနယူကာဆယ်ရဲ့စိန့်ချင်းပတ်ကိုတွားရောက်ရှင်ပြိုင်ရမှာဖြစ်ပါတယ်မန်ချက်စတာစီးတီးကနောက်ပိုင်းပွဲစဉ်တွေမှာဒဏ်ရာရကစားသမားတွေပြန်ကစားနိုင်ပြီးတဲ့နောက်အရင်ချန်ပီယံမန်စီးတီးရဲ့စွမ်းအားမျိုးကိုတစ်စိတ်တစ်ပိုင်းပြန်မြင်လာရပြီးနိုင်ပွဲတွေပြန်လည်ရရှိလာပါတယ်မန်စီးတီးကအက်စတန်ဗီလာကို1-0နဲ့မတော်တဆရှုံးနိမ့်ခဲ့ရပြီးတဲ့နောက်၄ပွဲစတိုက်ပြန်နိုင်ထားပြီးလမ်းကြောင်းမှန်ပေါ်မှာရှောက်လန်းနေပါတယ်မန်စီးတီးကပိတ်ရက်မတိုင်ခင်မှာဖလားလူပတ်လီဗာပူးကို3-0နဲ့အနိုင်ရလိုက်တာကြောင့်တည်ရကျသွားတဲ့အာဆင်နယ်နဲ့အမှတ်ကွာဟချက်ကိုပါ၄မှတ်အထိရှော့ချနိုင်ခဲ့တဲ့အတွက်ဂဲသလုံးနဲ့ငှက်နှစ်ကောင်ရခဲ့ပါသေးတယ်နယူကာဆယ်ကတော့ဒီယာဒီမှာပရီးမီးယားလိရလက်တွေကျဆင်းမှုဖြစ်ပေါ်နေပါတယ်အဒီဟောင်းရဲ့ငှက်ကြားတွေကပရီးမီးယားလိနောက်ဆုံးနှစ်ပွဲစတိုက်ရှုံးထားပြီးရုံရင်ကန်ရင်အဆင့်14နေရာအထိကိုရောက်ရှိနေပါတယ်နယူကာဆယ်အနေနဲ့မန်ချက်စတာစီးတီးကိုအနိုင်ရဖို့ဆိုတာကြီးမားလွန်းတဲ့စိန်ခေါ်မှုကြီးဖြစ်ပါတယ်လက်တလုံးမှာငှက်ကြားတို့အတွက်အမြင့်ဆုံးအောင်မြင်မှုကပြီးခဲ့တဲ့ရာသီစိန့်ချင်းပတ်ကမှာတည်ရအောင်လို့ကစားနိုင်ခဲ့တာပဲဖြစ်ပါတယ်ကျန်တာကတော့အိမ်ကွင်းအဝေးကွင်းစီးတီးကပဲလွှမ်းမိုးထားပါတယ်မန်စီးတီးကဖေးဖိုဒန်ရဲ့ခြေစွမ်းအမှန်ပြန်ပေါ်ခဲ့သလိုနီကိုကွန်ဆာလက်ကလည်းရိုဒရီရဲ့ကွက်လက်ကိုအကောင်းဆုံးဖြစ်တင်ပေးနေပါတယ်ဂျယ်ရမီတိုကူနဲ့အာလင်ဟာလန်တို့ရဲ့သွင်းကိုတွေကလည်းပြိုင်ဘက်ကိုအနိုင်ယူဖို့အဆင်သင့်ဖြစ်နေကြတာဖြစ်ပါတယ်ဒီတစ်ပတ်အာဆင်နယ်ကမြောက်လန်ဒန်ဒါဘီကစားရဖို့ရှိနေတဲ့အချိန်စီးတီးကတမတ်အကွာအထိကက်လိုက်လာရင်းနဲ့ဖီအားပေးကစားသွားမှာမို့လို့စီးတီးရဲ့လမ်းကိုငှက်ကြားတွေတားဆီးနိုင်ဖို့စွမ်းနိုင်မှာမဟုတ်ပါဘူးတ िश ူပေးခဲ့တာကျေးဇူးတင်ပါတယ်